Technology ခေါ်ဖုန်းကိုလူတိုင်းသုံးလို့ရအောင်ဈေးနှုန်းရအောင်ဒီပညာပိုင်းမှာနောက်ထပ်တစ်ဆင့်မြင့်လာတာတွေ့ရတယ်။မနေ့ကထွက်ခဲ့တဲ့ Phantom V Flip တုံးကတော်တော်လေးလှုပ်လှုပ်ခက်ခက်ဖြစ်အောင်လုပ်ခဲ့ပြီးသွားပြီပေါ့နော်။ကျွန်တော်တို့ V Flip တုံးက cover display အဝိုင်းပုံစံကိုတော်တော်လေးသဘောကျခဲ့တယ်။သူရဲ့ချစ်စရာကောင်းတဲ့ pack လေးတွေလမ်းလျှောက်နေတာမျိုးကတော်တော်လေးထူးခြားပြီးတော့ fan ဖြစ်ခဲ့တယ်ပေါ့နော်ဒီခေါက်ကတော့ cover display ကပို့ပြီးတော့ကြီးသွားတယ်ဆိုတော့မတူတဲ့အတွေ့အကြုံရတော့မှာပေါ့နော်techno ခေါက်ဖုန်းတွေမှာအဓိကအချက်ကတခြားပြိုင်ဘက်တွေတဲ့အများကြီးပိုသက်တာတဲ့ဈေးနှုန်းနဲ့ခေါက်ဖုန်းတစ်လုံးရဲ့ experience ကိုအပြည့်သုံးရတာပဲအခု Phantom V Flip 2ကိုလည်းဒီလှပတဲ့ design စွမ်းဆောင်ရည်မြင့်တာရယ်နောက်ဆုံးအသုံးဝင်တဲ့ user experience ကိုပေါင်းထားတာအပြင်မှာပဲဈေးကလည်းသက်တာနေတာဆိုတော့တကယ်ကိုကခေါက်ဖုန်းတစ်လုံးကိုစမ်းကင်ကြည့်ချင်ပြီးတော့မှပဲရန်ဈေးကြီးတာကိုကြောက်နေတဲ့သူဆိုရင်တော့ဒီဖုန်းကတော့တော်တော်ကြီးကိုမှပဲအဆင်ပြေတဲ့ရွေးချယ်မှုဖြစ်လိမ့်မယ်ပေါ့နော်ဆိုတော့ Phantom V Flip 2ကပေးရတဲ့ဈေးနဲ့တကယ်ရောပြန်ရတာတိုင်ရင်လားဆိုတော့ကိုကြည့်လိုက်ကြအောင်လူတွေကဒီခေါက်ဖုန်းကိုဝယ်ရင်ကြတဲ့နံပါတ်1အကြောင်းရင်းကဖုန်းကိုဒီလိုခောက်လိုက်ဖြန့်လိုက်အဲ့လိုမျိုးအထာကြကြလှုပ်ချင်တာပေါ့နော်အခု Phantom V Flip 2မှာပါတဲ့ cover display ကအဝိုင်းမဟုတ်တော့ဘဲနဲ့စတူရန်ဖြစ်သွားပြီဒါပေမဲ့ချစ်စရာကောင်းတဲ့ husky လေးကတော့နှုတ်ဆက်ဖို့ရှိနေတော့မှာနော်အခုခေတ်ခေါက်ဖုန်းအများစုလိုမျိုးပဲဖုန်းကိုခောက်လိုက်တဲ့အချိန်မှာဂျားထဲမှာဒီလိုမျိုးဟနေတာမျိုးမချင်အောင်လုပ်ပေးထားတယ်techno ပြောတာကတော့အပူချိန်အနေအမြင့်စမ်းသပ်ချက်တွေခောက်လိုက်ဖြန့်လိုက်အချိန်တွေကို4သိန်းလောက်ထိခံနိုင်အောင်စမ်းသပ်ထားတဲ့အတွက်ကြောင့်မလို့စိတ်ပူစရာမလိုလို့တော့ပြောထားတယ်ပေါ့နော် cover display ကို Gorilla Glass 8နဲ့ကာထားသလိုမျိုးပဲနောက်ကျောကဒီ Mac Glass အပိုင်းကိုလည်း Gorilla Glass 7သုံးထားတာမလို့ခံနိုင်ရည်ပိုင်းကတော့စိတ်ချရလိမ့်မယ်ပေါ့နော်ဖုန်းကဖြန့်လိုက်မယ်ဆိုရင် 9.64 mm ပဲထူပြီးတော့196 gram ပဲလေးတယ်ပေါ်ပြီးတော့ပါတဲ့ဖုန်းလုံးဖြစ်သွားတာပေါ့နော်ခောက်လိုက်ရင်တော့16 mm လောက်ထူသွားတဲ့အတွက်အိတ်ထဲတွေပါရဲထည့်သွားတာလည်းတော်တော်လေးလွယ်တယ်အခု Phantom V Flip 2ဖုန်းအသစ်ကိုအရင်မျိုးဆက်တွေနဲ့မတူဘဲနဲ့ luxury brand တစ်ခုဖြစ်တဲ့ Loewe နဲ့ပူးပေါင်းပြီးတော့ design ထုတ်ထားတယ်ပေါ့နော်အရင် V Flip လိုမျိုးတရေနောက်ကျောမဟုတ်တော့ဘဲနဲ့ glass နောက်ကျောလို့ထင်ရတဲ့ဒီလက်ရမထင်တဲ့ match တချာကိုသုံးပေးထားတယ် Techno ကတော့ဒါကို center crypted design ဆိုပြီးတော့ခေါ်တယ် logo လေးတစ်ခုတော့ပါတာတွေ့ရတယ်အဲ့ဒါကဘာလို့ဆိုလို့လဲဆိုတာတော့ကျွန်တော်လည်းသိချာမသိဘူးအောက်မှာတော့ design by Phantom ဆိုပြီးတော့ရေးပေးထားတယ်သူတို့ကတော့ Phantom ကို luxury division ကွဲတစ်ခုအနေနဲ့တည်တဲ့ brand တစ်ခုဖြစ်အောင်အများနဲ့စူးစမ်းနေတယ်ဆိုတာတော့သိတယ်။ဂျော့စီမှာရှိတဲ့အစိမ်းရောင်အပြင်မှာပဲနောက်ထပ်မီးကိုရောင်နဲ့ရွေးလို့ရသေးတယ်။နှစ်မျိုးလုံးကတော့တော်တော်လေးကြည့်ကောင်းတယ်။ကျွန်တော်အမြင်ကတော့ဒီဘေးပေါက်တွေကိုတော့ဒီထက်ပိုပြီးတော့ပါအောင်မလုပ်စေချင်တော့ဘာလို့လဲဆိုတော့ဒီလိုဖွင့်တာတွေဘာတွေဆိုရင်အရန်ပါလို့ရင်ဖုန်းကိုပြန်ပြီးတော့ဖွင့်ရတာခတ်သွားတာပေါ့နော်ပြီးတော့ IP rating ဆိုရင်လည်းအရင်နှစ်ကအတိုင်းပါပဲဒီဖုန်းကိုတော့ရေမစူအောင်တော့နည်းလေး view ဆက်ရမယ်ဆိုတဲ့သဘောပေါ့နော်ခေါက်ဖုန်းတစ်လုံးတော့ရေတယ်နှစ်ပြီးတော့ဘယ်သူမှတော့မသုံးကြဘူးလို့တော့ထင်တာပဲအချုံပြောရမယ်ဆိုရင်တော့ design ပိုင်းကတော်တော်လေးကောင်းပါတယ် Phantom V Flip 2ရဲ့ cover display က 3.64 လက်မရှိပြီးတော့မှ AMOLED ဖြစ်တာပြင်မှာပဲ pixel density ဆိုလဲမြင်နေဆိုတော့ကြည့်ရတာအရန်လှတယ်ကင်မရာတွေရဲ့ဒီ flash me bay အထိကို display ကိုထားပေးထားတယ် Techno ကတော့ဒါကို throughput လို့နာမည်ပေးထားတာပေါ့နော် cover display ကနေပြီးတော့ app တွေကိုဖွင့်လိုက်မယ်ဆိုရင် portrait ပုံစံမျိုးပေါ်လာတာကိုအဲ့ဒါလေးကိုတော်တော်လေးသဘောကျတယ်ကင်မရာတွေကတော့ app ထဲမှာစာသားတွေကိုကွယ်မနေတော့ဘဲနဲ့ဒီဖုန်းသေးသေးလေးတစ်လုံးလိုမျိုးသုံးရတာမျိုးဖြစ်သွားတဲ့အတွက်ကြောင့်မလို့စာရိုက်တာတွေဆိုရင်လည်းခက်မနေတော့ဒီကတော့ဒါတော်တော်လေးအဆင်ပြေတယ်ကျွန်တော်ဆိုရင် notification ကြည့်အောင်နေမကဘဲနဲ့တခြား app တွေသုံးဖို့အတွက်ပါအများကြီးသုံးဖြစ်သွားတယ်ပေါ့နော်cover display မှာကိုသုံးမဲ့ဒီ app တွေမတွေ့ဘူးဆိုရင်လည်းapp manager တွေကိုတွားပြီးတော့ထပ်ထည့်လို့ရသေးတယ်။အဲဒါဆိုရင်ကိုသုံးချင်တဲ့ app ကိုသုံးလို့ရသွားပြီ။ cover display မှာဆိုရင်ဖန်တီးထားတာတစ်ခုမိုက်တာကကင်မရာဘေးကနေရာလွတ်တွေကို dynamic pop ဆိုပြီးတော့သုံးထားတာလေးကတော်တော်လေးမိုက်တယ်။ cover display မှာနောက်ခံ display တွေဆိုရင်လည်းစိတ်ကြိုက်ပြောင်းလို့ရတယ်။ကင်မရာရိုက်မယ်ဆိုရင် preview ကြည့်တာနဲ့ gain သေးသေးလေးတွေဆော့ဖို့အတွက်လည်းသုံးလို့ရသေးတယ်။ဖုန်းကိုပြန်လိုက်ရင်တော့ 6.6 လက်မအရွယ်ဖြစ်သွားတဲ့ဒီ Full HD Plus ADPO AMOLED screen နဲ့သုံးရတာပေါ့နော်သူရဲ့ refresh rate ဆိုရင်လည်း 120 Hz refresh rate နဲ့သုံးလို့ရမယ်တော်တော်လေး smooth ဖြစ်တယ်သုံးရတာလေscreen နှစ်ခုလုံးက video ကြည့်ဖို့အတွက်အကြောင်းနေဆိုပြီးတော့အားရဖို့ကောင်းတယ် Dolby Atmos ပါတယ်ဆိုတော့အတန်တွေပါဆိုရင်လည်းကြည်လင်ပြတ်သားပြီးတော့ကြားတယ်ဒါပေမဲ့လို့ bass တန်ကတော့နည်းနည်းလေးနည်းတယ်ခံစားရတယ်ပေါ့နော် Price ကတော့ကျွန်တော်အခု review လုပ်နေတဲ့ဒီဖုန်းမှာတော့တော်တော်လေးသိတာတဲ့ပုံစံမျိုးတော့မဟုတ်ဘူးဒါပေမဲ့လို့ဒါအချိန်ကြာလာရင်ဘယ်လိုဖြစ်မလဲဆိုတာတော့ဆက်ပြီးတော့စောင့်ကြည့်ရမှာပေါ့နော်ပတ်တာလည်းတော်တော်လေးတောင့်တယ်ခေါက်ထားတာကနေပြီးတော့နည်းနည်းချင်းစီပြန်ပြီးတော့ဖြေလိုက်မယ်ဆိုရင် degree တော်တော်များများအထိတောင့်ထားနိုင်တယ်flash mode ထားပြီးသုံးမယ်ဆိုရင်လည်း YouTube တို့ gallery တို့မှာဆိုရင် flash mode ကို software ပိုင်းအရာကောင်းအောင် support လုပ်ပေးနိုင်တာတွေ့ရတယ်
ဒါဒီလည်းသဘောကျတယ် screen ရဲ့ဒီအယောင်ရည်သူတွေပါဆိုရင်လည်းတော်တော်လေးတောက်တယ်ဒီ outdoor တွေပါတွေသွားလို့သုံးတာဆိုရင်လည်းအဆင်ပြေတယ် screen ကရှင်းမျောဖြစ်နေတယ်ဆိုပေမဲ့တာမန် 60S9 ဗီဒီယိုတွေကြည့်တယ်ဆိုရင်ဘေးကအမဲကွက်ကြီးကြံ့နေတာမျိုးတော့ရှိလိမ့်မယ်ဒါကလည်း flip phone တိုင်းမှာဖြစ်တာရှိတဲ့သဘာဝဆိုတော့တွေထူးထူးတော့ပြောနေစရာမလိုတော့ဘူး security အတွက်ဆိုရင်ဘေးဘက်ဘောင်မှာလက်ပွေနှိပ်လို့ရမယ်ဟာလေးပါတယ် face unlock ကိုလည်းသုံးလို့ရမယ်တခုမိုက်တာဖုန်းခေါက်ထားတဲ့အချိန်မှာတော့မှပဲအနောက်ကင်မရာနဲ့ face unlock ကအလုပ်တယ်ဖြန့်ထားတဲ့အချိန်ဆိုရင် screen ပေါ်မှာရှိတဲ့ဒီကင်မရာနဲ့သုံးပြီးတော့လောက်ရတာဆိုတော့တော်တော်လေးအဆင်ပြေတယ်သူရဲ့ hardware ဘိုင်းကိုကြည့်ရင် MediaTek Dimensity 8020 6nm chip ကိုသုံးပေးထားတယ် RAM 8GB ပါပြီးတော့နောက်တဲ့ 8GB အထိကို memory fusion အနေနဲ့ထပ်တိုးလို့ရသေးတယ် storage ကတော့ 256GB ထည့်ပေးထားတယ် benchmark ရလက်တွေအရာတော့ဒီဖုန်းကအများကြီးသုံးတာနဲ့အလုပ်တော်တော်များများကိုတော့အဆင်ပြေလှုပ်ဆောင်နိုင်စွမ်းတော့ရှိတယ် daily သုံးတာ social media သုံးတာ GPS သုံးတာတွေမှာဘာပြဿနာမှမရှိဘူး mobile legend လိုမျိုး game မျိုးတွေဆော့ရင်လည်းအဆင်ပြေတယ် Genshin Impact လိုမျိုး game မျိုးတွေဆော့မယ်ဆိုရင်တော့ media graphic နဲ့ 60 frame per second ထားဆိုတာတော့အကောင်းဆုံးပဲ height ထားမယ်ဆိုရင်တော့ frame drop ဖြစ်တာမျိုးတွေရှိနိုင်တယ် software ကတော့ Android 14 ကိုအခြေခံထားတဲ့ iOS 14.5 ကိုသုံးထားတယ်ပေါ့နော် bloatware တွေပါတာတွေဘာတွေကတော့တွေ့ရတယ်ဒါပေမဲ့လို့အလွယ်တကူဖြတ်ပြစ်လို့တော့ရတာပေါ့နော်ခေါက်ဖုန်းဖြစ်တဲ့အတွက်ကြောင့်မလို့ဖုန်းကို90 degree ခောက်ပြီးတော့မှဗီဒီယိုရိုက်တဲ့အခါမှာ camcorder တစ်လုံးလိုမျိုးကင်ပြီးတော့ရိုက်လို့ရအောင်လဲလုပ်ပေးထားသေးတယ်ပေါ့နော် software အနေနဲ့ support ပေးထားသေးတယ် AI သုံးလို့ရတယ်လည်းတွေ့ရတယ် Magic Eraser လိုမျိုးဟာတွေသုံးလို့ရမယ် Note app ထဲမှာဆိုရင် Sketch to Image လည်းသုံးလို့ရသေးတယ်အဲ့ဒီထဲမှာပဲ AI writing သုံးလို့ရသလိုမျိုးပဲကိုရေးထားတဲ့စာတွေကို summary လုပ်တာတို့ grammar စစ်တာတို့ pro ဆန်ဆန်ရေးမလား friendly ဆန်ဆန်ရေးမလား app နဲ့အလွယ်တကူပြန်ပြီးတော့ရေးခိုင်းလို့ရတယ် AI voice assistant ဖြစ်တဲ့ Ella လည်းတခြား Tecno ရဲ့ဒီ flagship phone တွေအတိုင်းပဲ assistant လုပ်ပေးနေလိမ့်မယ် Tecno ကတော့ major OS update ကို2ကြိမ်နဲ့ security update တွေလည်းပြီးသွားမယ်ဆိုပြီးတော့ကြည့်ပေးထားသေးတယ်ကင်မရာဘိုင်းမှာတော့အနောက်ဘက်ကင်မရာက50 megapixel main နဲ့50 megapixel ultra wide နှလုံးကိုထည့်ပေးထားတယ်ရှေ့ကင်မရာကတော့32 megapixel selfie ကင်မရာကိုထည့်ပေးထားတယ်ရိုက်လိုက်တဲ့ပုံတွေကတော့တော်တော်လေးပြတ်သားပြီးတော့ clear ဖြစ်တယ်အလင်းနေတဲ့နေရာတွေမှာရိုက်မယ်ဆိုရင်တော့မှပဲပုံထွက်တွေကအံ့ဩစရာကောင်းလောက်အောင်ကောင်းတယ်ပေါ့နော် portrait mode နဲ့သုံးပြီးပဲရိုက် ultra mode နဲ့သုံးပြီးပဲရိုက်ဓာတ်ပုံတွေကတော်တော်လေးလှတာတွေ့ရတယ်တခုကောင်းတာ flip phone တစ်လုံးမှာ cover display ကြီးသွားတာကလည်းနောက်ကင်မရာသုံးပြီးတော့ selfie ရိုက်တာနဲ့ selfie video တွေရိုက်တာအတွက်ဓာတ်ပုံ quality ကလုံးဝမိုက်သွားတယ်vlog ရိုက်မယ်ဆိုရင်တော့ပဲကိုယ့်ဘာသာကိုပြန်ရိုက်တဲ့ vlog တွေမှာ quality ကလုံးဝမိုက်စားဖြစ်သွားတယ်ပေါ့နော်ဗီဒီယိုတော့နောက်ကင်မရာနဲ့ 4K 30 frame per second ရိုက်လို့ရတယ်ရှေ့ကင်မရာနဲ့ဆိုရင် 2K 30 frame per second ရိုက်လို့ရတယ်ဗီဒီယိုရိုက်ရင် ultra study mode လည်းပါတယ်အဲ့အတွက်ဗီဒီယိုတွေကလုံးဝငြိမ်နေပေါ့နော်ကျွန်တော်ကတော့ V Flip 2နဲ့ဓာတ်ပုံရိုက်ကြည့်ထားတဲ့အတွေ့အကြုံကိုလုံးဝသဘောကျတယ်ဘယ်လိုရတော့4920 mAh ထည့်ပေးထားတယ်အားသွင်းမယ်ဆိုရင်70 watt fast charging နဲ့အားသွင်းလို့ရတယ်15မိနစ်လောက်အတွင်းမှာပဲ90%အထိအားပြန်ဝင်တာတွေ့ရတယ်ကျွန်တော်တို့စမ်းကြည့်တာကတော့ဘက်ထရီအသုံးခံတာက12နာရီလောက်အထိခံတာမို့လို့တနေ့ကုန်သုံးဖို့အတွက်ကတော့ဒီဖုန်းကတော်တော်လေးလုံလောက်တယ်လို့ပြောရမယ်အချုပ်ပြန်ပြောရရင်တော့ Tecno Phantom V Flip 2ကဈေးသက်သာတဲ့ခေါက်ဖုန်းဆိုပေမဲ့လို့ခေါက်ဖုန်းတစ်လုံးအတွက်ဘယ်နေရာမှာမှညော့နေတာမျိုးတော့မတွေ့ရဘူးဒီဇိုင်းပိုင်းကောင်းလို့မျိုးပဲကင်မရာစနစ်ကလည်းစိတ်ကျဉ်နဲ့ဆရာကောင်းတယ်ပေါ့နော်ဈေးနှုန်းက18,900ကျပ်နဲ့ရောင်းလိမ့်မယ်ပြီးတော့ဝယ်တဲ့သူတွေအတွက်ဆိုရင်လည်း free here one ဆိုတဲ့ Tecno earbud လေးတစ်ခုလည်းလက်ဆောင်ရအောင်မယ်အဲ့ဒါရဲ့တန်ဖိုးရတယ်မယ်3သိန်းခွဲလောက်တန်တာဆိုတော့ပြန်ရမယ့် gift ကလည်းတော်တော်လေးတန်နေပြီလို့ပြောလို့ရတယ် free here one ရဲ့ quality ကကျွန်တော် review လုပ်တုန်းကလည်းကြိုက်ခဲ့တာဆိုတော့ဒါလေးလက်ဆောင်ရတာလည်းမိုက်လိမ့်မယ်ဆိုတော့ Phantom V Flip 2ကိုဝယ်မယ်ဆိုရင်ခေါက်ဖုန်းကိုစမ်းကင်ခြင်းတဲ့သူတွေအတွက်အရန်ကောင်းတဲ့ရွေးချယ်စရာဖြစ်လိမ့်မယ်လို့တော့ထင်တယ်ကဲခင်ဗျားတို့ဒီဖုန်းကိုဘယ်လိုမြင်ကြလဲဒီဖုန်းကတော့ကိုယ့်အတွက်ဝယ်သင့်တဲ့ခေါက်ဖုန်းတစ်လုံးဖြစ်လာမလားဆိုတာကို comment မှာပြောခဲ့ပေးကြပါဦးကျွန်တော်တို့နောက်ထပ်ဗီဒီယိုကြမှာထပ်တွေ့ကြမယ်